င်္ဂလာပါရှင်ကျွန်မကဒီနေ့မှာတော့ Fish Maker မှာ table ဆွဲနည်းလေးကိုပြောပြချင်ပါတယ်ဟုတ်ကဲ့ကျွန်မတို့ခိုင်းလို့ပဲစာရွက်တရွက်ယူလိုက်ပါမယ် A4 ပတ်လေးတလက်မပေါ့နော် sorry ပါ okayထားလိုက်ပါတော့ကျွန်မတို့အကြောင်းသားစင်းတစ်ခုရိုက်မယ်ဆိုကြပါစို့ဆိုတော့ real recession နဲ့ပဲသုံးလိုက်ပါမယ် font size 16နဲ့သုံးလိုက်ပါမယ် control 2 tiny romanပဲသုံးလိုက်မယ် font size က7နဲ့ okay student information အဲ့ဒီမှာကျွန်တော်တို့ဒီ student နဲ့ပတ်သက်တဲ့ဒီ information နဲ့ student information တွေကို table လေးနဲ့ကျွန်တော်တို့ဖော်ပြရှင်တာပေါ့ဆိုတော့ table လေးနဲ့ဖော်ပြမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ကဒီရဲ့ edit ထဲကိုသွားမယ်ပြီးရင် insert object လေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ရှင်ဒီ insert object မှာကျွန်တော်တို့ကဘာကိုရွေးပေးရမှာလဲဆိုဒီ Microsoft Excel worksheet ဆိုတဲ့ဒီရဲ့ဟာလေးကိုရွေးရမယ်ပြီးရင် okay ပေးရမယ်ဒါဆိုရင်ကျမတို့ Excel ထဲကိုရောက်သွားပြီပေါ့နော်ဒါဆိုရင်ထားလိုက်ပါတော့serious number ရှိမယ်ပြီးတော့မှ student student name ရှိမယ်ပေါ့နော် author enter name student id ရှိမယ် sorry student id ရှိမယ်ထားလိုက်ပါတော့နောက်တစ်ခုအခါကျတော့ plus ပေါ့ပြီးတော့မှ date of birth ပေါ့နော်ပြီးတော့တစ်ပတ်ရှိမယ်ဘာရှိအောင်လဲ plus ရှိမယ် date of birth ရှိမယ် student name student id plus date of birth ထားလိုက်ပါတော့ father's name ရှိမယ် mother's name ရှိမယ်ပြီးတော့ remark ပေါ့နော် okay ဒီလောက်ပဲ student ကိုလည်း9ယောက်လောက်ပဲကျွန်မကထည့်လိုက်ပါမယ် student 9ယောက်လောက်ထည့်လိုက်မယ်ပေါ့နော်ပြီးရင် name ကထားလိုက်ပါတော့မောင်ပေါ့ပြီးရင်ကိုပေါ့ပြီးရင်ဆိုသူပေါ့ခလာပေါ့မမပေါ့အမေခက်ကြီးထားလိုက်ပါတော့ဒီမှာဆိုရင်လည်းဒီ student id တွေဘာတွေ information တစ်ခုခုဖြည့်လိုက်မယ်ပေါ့နော်သူ date of birth တွေဘာတွေဖြည့်မယ်ဖြည့်ပြီးတော့မှကျမတို့ကဒီရဲ့ဟာလေးကိုခိုင်းလို့ပဲပေါ့နော်ကိုလိုချင်တဲ့ Time New Roman font လေးပြောင်းလိုက်မယ် font size က12ဟုတ်ပြီဒါလေးတွေကိုလိုတလောက်ကျမတို့ခြုံလိုက်ချဲလိုက်မယ်ဒါလေးကိုကျွန်တော် table လေးဆွဲလိုက်ပါမယ်လေကောင်ပို့လိုက်ပါမယ်ဟုတ်ပြီပေါ့နော်ရပြီပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ table လေးတစ်ခုရပါပြီပေါ့ဒီမှာသူ့ရဲ့ data တွေရှိမှာပါဒီ table လေးကိုကျွန်တော်တို့က Fish Maker လေးကိုပြန်ပြီးတော့မှသွားပြီးတော့ထည့်မယ်ဆိုမှလုပ်စရာမလိုပါဘူးဒီအမြောက်ခလုတ်လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့က table တစ်ခုရလာပြီဖြစ်ပါတယ် control 0ပေါ့နော်ဒါလေးကိုကျွန်တော်တို့နည်းနည်းလေးခြုံလို့ရပါတယ်ရှင်တကယ်လို့ဒီ table ကိုကျွန်တော်တို့ပြန်ပြင်ချင်တယ်ပေါ့နော်ဒီလိုမျိုးကြီးမဖြစ်ရှင်ပြန်ပြင်ချင်တယ်ဆိုဒီ table ကိုနှစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ Excel ထဲကိုပြန်ရောက်သွားပြီးတော့မှကိုဖြည့်ချင်တဲ့ဟာကိုပြန်ဖြည့်လို့ရပါတယ်ထားလိုက်ပါတော့မှ father's name ဆိုရင်ဥပပေါ့ဥပကဆိုရင်ဒေါ်မိုးပေါ့ဒါပြီးရင်ကျွန်တော်တို့ပေးလိုက်မယ်ဆိုရင်ဒီမှာသွားပြီး update ပြန်ဖြစ်ပြီပေါ့နော်ဒေါ်မိုးကဘာလို့မဝင်တာလဲဒေါ်မိုး
okay ဝင်ပါတယ်ပေါ့နော်ဒီလိုလေးနဲ့ကျမတို့တွေကနေပြီးတော့မှဒီ page maker မှာ table ကိုအလွယ်တကူအသုံးပြုလို့ရပါတယ်ပို့လေးတင်လိုက်မယ်အလဲကောင်းလေးပို့လိုက်မယ်ပေါ့ဒါဆိုရင် student information တခုကိုကျမတို့ကဒီ page maker မှာ table တွေအသုံးပြုနေကိုပြပြသွားတာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်